Hello မြေမြဥကကြတော့2016 AC Power Transfer 4V Memory ကားလေးပါနော်ဟုတ်ကဲ့မြအမြင့်လေးမှာကျွန်တော်တို့ memory လိုချင်တဲ့ချင်းကြီးကိုတွေပြောထားတာလေးနော်ဟုတ်ကဲ့ပါမြကောင် 4V Transfer Memory ပါဟုတ်ကဲ့မြကားလေးကလည်းတောင်းတယ်နော်ကောင်းလဲကောင်းပါတယ်ကားလေးတောင်းလဲကောင်းလဲတန့်လဲတန့်တယ်ကားတန့်တယ်နော်ဒီကောင်လေးလေးတန့်တယ်ကျွန်တော်ဒီနေ့ကားတန့်လေးပဲပြပေးထားတာဟုတ်ကဲ့အဲဆိုရင်ကျွန်တော်လက်ရှိအဲဆိုရင်ကျွန်တော်ဒီကတော့ဘာမှမပါဘူးဒါတော့ရိုးပါပဲခင်ဗျအဲဆိုရင်ဟုတ်ကဲ့ဒီကောင်ဆွမ်းနာလေးတော့ကျွန်တော်ဘက်ထရီရတယ်အခုဘက်ထရီလုံးဝမရတော့ကျွန်တော်ပထမနှိုးတော့ဘက်ထရီရအခုဘက်ထရီလုံးဝမရတော့เนาะအဲလေးလည်းထပ်ပြီးပြောပြတာဟုတ်ကဲ့အကောင် AC 4V ဟုတ်ကဲ့ memory ဟုတ်ကဲ့ transfer လေးရှိတယ်เนาะဟိုဘေးမှာ transfer လေးပါဟုတ်ကဲ့ဒီမှာအဲဆိုရင်ဒီမှာလေးအောက်ဖက်လေးပါเนาะအဲဆိုရင်ကျွန်တော်တို့ဖိနေအောက်လေးကျွန်တော်ပြရမယ်เนาะဟုတ်ကဲ့ပါဖိနေအောက်လေးကျွန်တော်ပြပေးတာပါဖိနေအောက်လေးပါเนาะမစိုးပါဘူးအဲဆိုရင်ကျွန်တော်တို့ဟိုဘက်ဒီပေါ့အကန်လေးအဲဆိုကျွန်တော်ပြောက်မိပါရှိတယ်ကျွန်တော် driver ထိုင်အောက်ကလေးနည်းလေးပြဲနေတယ်เนาะဒီကောင်လေးနည်း seating လေးနည်းလေးပြဲနေတာရှိမယ်ဟုတ်ကဲ့အနောက်လေးကိုကြည့်ပဲเนาะအနောက်လေးမှာကျတော့ကျွန်တော်တို့ဒီဘက်မှာတော့နည်းနည်းလေးကောင်းမယ်အောက်ဖက်လေးเนาะဟုတ်ကဲ့အောက်ဖက်လေးချင်းကြီးကိုတေချာကြည့်လို့ရအောင်ပါကျွန်တော်ဒီဖြည်းဖြည်းချင်းပြပေးထားပါတယ်เนาะတန့်လေးဖြည်းဖြည်းချင်းပြပေးထားပါတယ်ဒီကောင်နောက်လေးကြီးလည်းကောင်းတယ်နော်ဒီကောင်နောက်လေးတွေတခြားထိုင်ထားပေးတယ်မစိုးဘူးနော်ကုံတင်ကုံချတွေသုံးမလားဘယ်လိုသုံးမလဲကျွန်တော်တို့တော်တော်မိုက်တယ်ဟိုက်ချက်လေးကโอเคအနောက်ကနေကျွန်တော်ရိုက်ပြမယ်ဟုတ်ကဲ့မြန်ဒီအနောက်ကနေကျွန်တော်ရိုက်ပြပေးထားပါနော်မစိုးပါဘူးနောက်ကနေပြပေးထားတာဟုတ်ကဲ့အခုလိုကြည့်ရှုပေးလို့အထူးကျေးဇူးတင်ပါတယ်ခင်ဗျ